အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပြုံးမသားလေးစိုင်းရင်မို့ရဲ့စရိတ်ချိုးလေးကိုတူတူအားပေးကြရအောင်လူကြီးကြီးပါစိတ်ဆိုးလောက်ကရတဲ့တရားကိုရတဲ့ဝါဆိုးလာတဲ့ဆွေမျိုးပြန်ဘိုင်ဘေးချမ်းတဲ့ဘိုင်ကလေးကဘူးတကလေးများရှိရလုံးကချင်းကိုတင်းဆိုတော့ဘောတဲ့ကိုကပြောရဲ့ခံတော်တဲ့အောင်တဲ့ချမ်းတော်လာကြီးကိုမင်းကလေးများအောင်တော်လာကြီးကိုမြောက်ပဲပိုင်းကတော့တိတ်မကြီးကတော့ဘေးကတော့တော်လေးအောင်တဲ့ချမ်းတော်လာကြီးကိုမင်းကလေးများအောင်တော်လာကြီးကိုမြောက်ပဲပိုင်းကတော့တိတ်မကြီးကတော့ဘေးကတော့တော်လေးဒီခန်းလေးကတော့လုံးဝအမဲစားလေးပဲเนาะအပြုံးမသားလေးစိုင်းရင်မို့ကအိုးလေးကိုလှုပ်ပြီးတော့ကားပြဖြုတ်ပေးသွားတာပြုံးမသားလေးရဲ့ဗီဒီယိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းကြည့်ရအောင်လို့ subscribe လေးလုပ်ပေးသွားကြပါဦးပြည်သူကြီး